ဒီနေ့ပြောချင်တာအခုတယောက်ပြောဖို့မှတ်သားရရှိအခုကတဲ့ဈေးဝင်လိုက်နေဈေးရောက်နေပြီပေါ့နော်ဈေးရောက်နေမှဆိုရင် online မှာဈေးရောက်နေမှဆိုရင်ဘာနေပေါ့နော်ဟိုကတီထွန်းပြီးရောက်နေမှဆိုရောင်းရမယ်တဲ့သူပြောတာသဘောကျတီထွန်းပြီးရောက်နေမှဆိုဖက်နှက်စုပ်တော့ online မှာရောင်းလို့ရတယ်တဲ့သူပြောလဲမှားတော့မမောင်းလောက်တဲ့ပုံပဲလို့ပါနော်စေးပွားရေးကအမြင်ရှင်ဆိုရတယ်တချို့ဆိုလဲအဲ့လိုမျိုးပေါ့ကိုပစ္စည်းကမထွက်ဘူးဆိုရင်အဝယ်များတဲ့ပစ္စည်းနဲ့ဟောင်းအပိုပစ္စည်းလက်ဆောင်ပေးတဲ့အနေနဲ့ရောပြီးတော့ကိုပစ္စည်းရောင်းချတဲ့နည်းအမျိုးမျိုးပဲပေါ့နော်ဟုတ်တယ်အခုကအစိပ်ပိုင်းအစင်ပြေးနေကြတဲ့လူတော်တော်များများက online shop လုပ်တဲ့လူတွေကြီးပဲ online shop စီးပွားရေးနဲ့ဘာဖြစ်လို့လဲဆိုတော့လူတိုင်းမှာဖုန်းကိုစီရှိကလေးတွေတောင်ဖုန်းကင်နေကွာ24နာရီရှိတယ်ဆိုရင်8နာရီလောက်ကဖုန်းကင်နေကိုလည်းအဲ့ထက်မပါတယ်အဲ့လိုမျိုးအလုပ်အားတဲ့လူတော်တော်များများဖုန်းကိုကင်လို့ရတဲ့လူတော်တော်များများဖုန်းကိုပဲကြည့်ဘာရမဟုတ်လဲကြည့်ဘာလို့လဲဖုန်းကလဲသွားတဲ့နေရာမှာလည်းအများနဲ့ပါတာရောလွယ်ကူတာရောဖုန်းမကင်တဲ့လူရတော့မရှိဖုန်းနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ရင်လည်းကြီးပွားနိုင်တယ်တစ်ချက်ပေါ့နော် online show တွေလုပ်မယ် online ကနေပညာတွေသင်မယ်ကိုဆို online ကနေဂျပန်သင်တန်းတရုတ်သင်တန်းတရုတ်စာသင်တန်းတွေပေါ့နော်ကိုရီးယားစာတွေဆိုလည်းအများကြီးပဲကိုတိုင်းလေးလာသိလို့ပဲလို့ online စီးပွားရေးကလုပ်ကိုလုပ်တင်တယ်စီးပွားရေးတစ်ခုပေါ့နော်ကိုတိုင်းလည်းအများတွေဒီလိုပြောနေမယ်လောက်လာဆိုမလုပ်သေးဈေးရောက်နေတဲ့လူတွေဆိုတော့ငကိုးတဲ့ဈေးရောက်နေတဲ့လူဆိုonline နေပြီးတော့ဈေးရောက်နေတိုက်တွန်းချင်အခုလိုလဲဆိုတော့အခု online ခင်လေကလေးကစားပြီးတော့လူကြီးဆုံးအားလုံးကိုင်ဖုန်းမကိုင်တဲ့သူတွေလည်းမရှိဘူးဖုန်းမကိုင်တဲ့လူကအနည်းစုပဲရှိအခုကတော်တော်များများဖုန်းကိုင်နေဖုန်းကိုသုံးနေ12ရာသီပတ်လုံးဖုန်းသုံးနေဒါကြောင့်မလို့online နဲ့ပတ်သက်တဲ့လုပ်ငန်းတွေစမစလုပ်ပါဟုတ်တယ်နိုင်ပါတယ်အခုဆိုရင်ဒါလည်းဆိုAI နည်းပညာပေါ့နော် AI ကနေပြီးတော့ဗီဒီယိုလေးတွေဖန်ပြီးတော့TikTok မှာကိုယ့်ရဲ့ဗီဒီယိုလေးတင်ပြီးတော့ဝင်ရမယ့်အနေနဲ့အများကြီးအဲ့လိုနည်းတွေကနေ YouTube မှာလည်းရှားပြီးတော့နေလို့ရတယ်。新加坡，拜拜。